CEO လူချောလေးတယောက်ဟာသူ့ကြောကုန်းမှာအင်းကွက်အကက်ခံထားရတာကြောင့်မိန်းကလေးတယောက်ရဲ့နောက်ကိုခုံဆွာနဲ့လိုက်ပါသွားပြီးလက်ထက်မှတ်ပုံတင်ရုံအထိရောက်သွားခဲ့ပါတယ်။ရုံးဝန်ထမ်းတွေကတော့သူတို့နှစ်ယောက်ရဲ့လှုပ်ရှားမှုနဲ့အမှုအရာတွေကတသားတည်းကျနေတာကိုမြင်ပြီးအရန်ချစ်ကြတဲ့စုံတွဲလေးပါလားဆိုပြီးချီးကျူးနေကြတယ်။ဒီလိုနဲ့မိန်းကလေးရဲ့ထိန်းချုပ်မှုအောက်မှာပဲ CEO နဲ့မိန်းကလေးတို့ဟာမင်္ဂလာဆောင်တပ်ပုံတွေရိုက်လက်ထက်စာချုပ်မှာလက်မှတ်ထိုးလိုက်ကြပါတယ်။တကယ်တော့ဒီမိန်းကလေးဟာဂမ်ဘီယာဂိုင်းတစ်ခုရဲ့10နှစ်ဆက်မြောက်အမွေခံဖြစ်ပါတယ်။သူ့ရဲ့ကျင့်စဉ်တွေပြေဝခါနီးအချိန်မှာပဲဆရာဖြစ်သူကလွန်ခဲ့တဲ့နှစ်20ကလူပြည်မှာကုညီရင်းဖူမီသားစုနဲ့စီစဉ်ထားခဲ့တဲ့လက်ထက်စာချုပ်ဟောင်းတစ်ခုကိုထုတ်ပြခဲ့တယ်။အစတုန်းကတော့မိန်းကလေးကစီစဉ်ထားတဲ့အိမ်ထောင်ရေးကိုလက်မခံခဲ့ပေမဲ့သူ့အမျိုးသားလောင်းကချမ်းသာပြီးချုံမောတယ်ဆိုတာမြင်လိုက်ရရောဆရာစကားတော်မဆုံးသေးဘူးတောင်ပေါ်ကနေချက်ချင်းပြေးဆင်းသွားတော့တာပဲဒါပေမဲ့သူမသိတာတခုက CEO ဟာယောဂါတီဖြစ်ပြီးဘယ်သူမှမကူတာနိုင်တဲ့အခြေအနေဖြစ်နေတာပါအဲ့ဒီအချိန်မှာပဲမိန်းကလေးရောက်ချလာတဲ့လက်ထောက်ကဘယ်သူလဲလို့မေးတော့သူမက CEO ကိုလက်ညှိုးထိုးပြီးငါကသူ့မိန်းမပဲဆရာကငါ့ကိုကောင်းကောင်းမွန်မွန်နေရအောင်လွှတ်လိုက်တာလို့ပြောလိုက်တယ်အိမ်ပြန်ရောက်တော့ CEO ရဲ့အဖိုးဖြစ်သူကလက်ထက်စာချုပ်ကိုမြင်ပြီးဝမ်းတာအားရနဲ့မင်္ဂလာပွဲပြင်ဆင်ဖို့တိုက်တွန်းတယ်။ဒါပေမဲ့ CEO ကတော့ချက်လက်မှတ်တစ်ခုထုတ်ပေးပြီးလက်ထက်ပွဲကိုဖျက်သိမ်းခိုင်းတယ်။အခွင့်ကောင်းကိုမြင်လိုက်တဲ့မိန်းကလေးကချက်လက်မှတ်ကိုယူပြီးဖြည့်ပါလေရော။ဒါပေမဲ့ပမာဏတွေကများလုံးလို့ရေးစရာနေရာတော့မလောက်တော့ဘူး။ CEO ကတော့သူ့ကိုပတ်စံမတ်တဲ့မိန်းမလို့ထင်သွားတယ်။တကယ်တော့မိန်းကလေးက CEO မပေးနိုင်တော့တဲ့ပမာဏကိုတမင်ရွေးပြီးရှောက်ရေးလိုက်တာပါ။ဒါမှသူတို့လက်ထက်ပွဲမပြတ်မှလေ CEO ကတော့မိန်းကလေးပါလို့ဒီလိုလုပ်နေလဲနားမလည်နိုင်ဖြစ်နေတယ်။မိန်းကလေးကဒီလက်ထက်ပွဲကိုစီစဉ်တော့ကကောင်းကင်ဘုံကိုတိုင်တည်ခဲ့ကြတာဂတိဖြတ်ရင်ကောင်းကင်ဘုံရဲ့အပြစ်ဒဏ်တင်လိမ့်မယ်လို့ရှင်းပြတဲ့ CEO ကတော့ဒီအတိတ်ပဲမရှိတာတွေကိုနားထောင်ဖို့အချိန်မရှိဘူးဆိုပြီးညင်းတယ်သူလက်ထွက်မယ်လို့တုံးမှာပဲရုတ်တရက်သွေးတွေအန်ပြီးလဲကျသွားတယ်ဆရာဝန်တွေရောက်လာပြီးစစ်ဆေးတဲ့အခါ CEO ရဲ့ယောဂါကကုမရတော့ဘူးဒဏ္ဍာရီလာဆေးဆရာသာမကုရင်အသက်30ထက်ပိုမနေရဘူးလို့ဆိုကြတယ်ဒါပေမဲ့အဲ့ဒီလိုဆေးဆရာမျိုးကရှားရခက်လွန်းတယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးကတူကူပေးနိုင်ကြောင်းပြောလာတယ်ညီမဖြစ်သူကမယုံပေမဲ့ CEO ဟာတဦးလေးသောအမွေဆက်ခံသူဖြစ်နေတာကြောင့်အဖိုးဖြစ်သူကကူပေးဖို့တောင်းပန်ရတော့တယ်မိန်းကလေးရဲ့ကုသနည်းကတော့ CEO နဲ့လက်ထက်ရမှာဖြစ်ပြီးလက်ထက်ပြီးမှသာယောဂပြောက်မယ်လို့ဆိုတဲ့ CEO ကမယုံတယ်လို့လက်လဲမထက်ချင်တာကြောင့်မိန်းကလေးက CEO ရဲ့ကြောကိုအင်းကွက်ကပ်ပြီးထိန်းချုပ်လိုက်ပြန်တယ်ဒီလိုနဲ့လက်ထက်မှတ်ပုံတင်ရုံကိုငြိမ်ငြိမ်သက်သက်လိုက်သွားရတော့တာပေါ့လက်မှတ်ထိုးတပ်ပုံရိုက်ပြီးလို့ပြန်မယ်လို့တော့လေတိုက်ပြီးကြောကအင်းကွက်ကွာကျသွားတယ် CEO ချက်ချင်းတတိပြန်ဝင်လာပြီးလက်ထောက်ရိုက်ထားတဲ့ဗီဒီယိုကိုကြည့်လိုက်မှမိန်းကလေးကသူ့ကိုလှည့်စားလိုက်မှန်းသိသွားတယ်ဒေါသထွက်ပြီးပညာပေးမယ်လို့တော့မိန်းကလေးကကြောက်လန့်ပြီးနောက်ဆုံးရင်ရှင်ကောင်းမှုလုပ်ပေးတာပါလို့ဖြေရှင်းချက်ပေးတယ်။လက်နဲ့ခြေခောက်လဲမလို့ဖြစ်သွားပေမဲ့ကန်ကောင်းလို့ CEO ကလှမ်းပွေဖမ်းလိုက်တယ်။အဲ့ဒီအချိန်မှာပဲ CEO ကိုတစ်ဖက်သက်ကြိုက်နေတဲ့မိန်းမယုတ်တယောက်ရောက်လာတယ်။တကယ်တော့သူကဒီမိန်းကလေးရဲ့ဖအေတူမအေကွဲညီမပါဟိုအရင်နှစ်တွေကဒီမိန်းကလေးကိုအရှင်မထားဖို့ရည်ရွယ်ပြီးတောင်ပေါ်မှာဆွန့်ပစ်ခဲ့ကြတာလေ။အခုလို CEO နဲ့လက်ထပ်နိုင်လိမ့်မယ်လို့ထင်မထားခဲ့ကြဘူး။ညီမဖြစ်သူကမိန်းကလေးကိုရန်ရှာဖို့လုပ်တော့မိန်းကလေးကဆေးလုံးတစ်လုံးတိုက်လိုက်တယ်ခဏနေတော့ညီမဖြစ်သူကမိန်းကလေးခိုင်းသမျှလိုက်လုပ်တော့တာပဲပါရိုက်ခိုင်းရင်ရိုက်ခွေးလို့ဘောလုံးလိုက်ကောက်ခိုင်းရင်ကောက်နေပေါ့ဒါကိုမြင်တော့ CEO ရောလက်ထောက်ပါကြောက်လန့်ပြီးထွက်ပြေးကြတယ်မိန်းကလေးလှည့်ကြည့်လိုက်တော့ CEO ပျောက်နေတာမြင်ပြီးကိုပျောက်တိုင်းနဲ့လိုက်ရှာတော့တယ်အိမ်ပြန်ရောက်တဲ့အခါညီမဖြစ်သူက CEO ကိုတိုင်တောနေတာတွေ့လိုက်ရတယ်ဒီလိုဇာတ်ကားကောင်းလေးတွေ့တင်ပေးမှမို့လိုက်နဲ့ဖော်လို့လုပ်ခဲ့ကြပါ